လာရင်းရတယ်တနင်္ဂနွေကြီးဆောင်ရဘယ်လိုလဲဒီတော့ဒါစီပြောဒါစီရှင်လေးကဆောင်ရတော့မှာဖြစ်ပါတယ်နော်ဒါစီအောင်လာပြီလားကျွန်တော်တို့ဒီဗုဒ္ဓဒေသစာပရိသတ်အသင်းကမျိုးတော်လာရင်းနဲ့ထောက်ပံ့ရေးတွေလည်းဆောင်ရွက်ကြတယ်လို့နော်ဒီရတော့မြေရရပ်ပြည်တယ်မျိုး我要我。လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုယ်စီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်များရဲ့မိတ်မွေးစကားရမစင်သိတာဘူကောင်ဖက်ကသွေးဒီရဲ့ဖေရှောင်းမပဲဘူးဟေးရေကောင်တော့တော်လုံးမပဲစာဒီသွေးစာဒီမှာကေဟဲ့ရေကောင်ဆိုတော့
တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား